အခုကတော့ Minecraft game အသစ်လေးကိုစောင့်နေတာဖြစ်ပါတယ်။အခုရှောက်ပြီးတော့တွားကြည့်နေရပါဒါကတော့ခုဘကိုစောက်ထားတဲ့အိမ်လေးပါအိမ်လေးကိုကြည့်ရအောင်။ဒီမှာမီးရင်လေးပါပါမယ်ဒီမှာစာတိုက်ပုံးလေးလေးပါမယ်ဒီမှာတန်းလေးရှိရရှေ့မှာထိုင်ကုန်လေးနဲ့ဒီမှာခေါ်စိုးလေးနဲ့တကားလေးကမှန်နေထားဖြစ်ပါတယ်။ထဲထဲဝင်သွားလို့ရှိရင်ဒီမှာမီးဘူးကြောင်လေးရှိပါတယ်။ဒီမှာအစားတောက်လေးလည်းရှိရဲ။နောက်ပြီးဒီစာလေးကဒါကတော့ microwave ပါ microwave ထဲမှာအယိုးထည့်ပြီးစမ်းကြည့်ထားဖြစ်ပါတယ်။ဒါပတ်မို့မိခင်စားပါနှိမ့်တိုင်းပတ်မို့လေးထွက်လာပါတယ်။နောက်ပြီးတော့ဒါကတော့သမီးဟင်းချက်တဲ့မီးဖို့ပါနောက်ပြီးတော့ဒါအကင်ဆက်ပါဒါကတော့ပေပင်ပါရေးထွက်ပါတယ်။နောက်ပြီးတော့ပေစင်ရရေးတဲ့ပိတ်လို့ရပါတယ်။ဒါကတော့ coffee ဖြိုးတဲ့ဆက်ပါဒီအောက်ကကျတော့ဒါပစ္စည်းတွေတင်လို့ရတဲ့ဗီဒီယိုပါဒီမှာဗီဒီယိုထဲမှာအစားတောက်တွေထည့်ထားပါတယ်ဒါကတော့ရေကဲတက်တာပါရေကဲတက်ရင်မှာအေးတွေကြာရှည်ခံတဲ့ကြာရှည်မခံတဲ့ပစ္စည်းတွေထည့်ထားပါတယ်ဒါကတော့မီးဝေးကြောင်မှာတုံးမှုအတွက်တီရှူးလေးပါဒါကတော့မီးဖို့ပါဒါမီးအေးတဲ့ချိန်မှာမီးဖို့လို့ရအောင်လုပ်ပေးထားတာပါနောက်ပြီးတော့ဒါကိုလာတွေပါအဲဒီဒီဆိုင်တွေကတီးလို့ရပါလေအတန်ထွက်ပါလေတီးလို့ရှင်ဘေးနားမှာတော့အင်းကြီးချိတ်တဲ့စင်မှာနောက်ပြီးတော့ဒီမှာထိုင်ကုန်လေးဆိုဖာလေးရှိပါရဲ့နောက်ပြီးတော့ဒီမှာဗီဒီယိုလေးစာအုပ်စင်လေးလည်းရှိရဲ့နောက်ပြီးတော့ဒီမှာမီးအိမ်လေးနောက်ပြီးတော့ငါးကန်လေးတွေကဘာလုံးဟာလေးတွေခရစ်စမတ်တစ်ပင်လေးတွေရှိပါတယ်ဒီမှာဒါဘီအဆွဲလေးပါဒါကတော့အိတ်ခမ်းလေးကိုဝင်သွားတာဖြစ်ပါတယ်အိတ်ခမ်းလေးကိုဝင်သွားတဲ့အချိန်မှာတွေ့ရတာကတော့ဒါပန်တာပေါက်လေးပါပန်တာပေါက်လေးမွေးထားတာပါပန်တာလေးကချစ်ဖို့ကောင်းပါတယ်ဒါအိတ်ရလေးပါဂရေမှာဘေးနားမှာဒီမှာဆိုဖာခုံလေးလည်းရှိရမီးရပိတ်လိုက်ဖွင့်လို့ရပါတယ်ဟိုကတော့မှန်ပါမှန်ဒါရဲ့ဗီဒီယိုခုံပေါ်မှာကြတော့ဒါဆာလုတ်တဲ့ခုံမှာအဲ့မှာကွန်ပျူတာရှိပါတယ်ကွန်ပျူတာသုံးလို့ရပါတယ်ဂိမ်းတွေနှိပ်လို့ရပါတယ်ဒီမှာဂိမ်းတွေနှိပ်ပြနေရဖြစ်ပါတယ်ကွန်ပျူတာအလုပ်လုပ်ပါတယ်တစ်ခုပြီးတစ်ခုလည်းပြောင်းလို့ရပါတယ်တစ်ခုပြီးတစ်ခုအယောင်လေးတွေလည်းပြောင်းလို့ရတယ်နောက်ပြီးတော့ဒီမှာချက်ထိုးတဲ့ဥစ္စာလည်းရှိပါတယ်နှိပ်တဲ့အချိန်မှာချက်ထိုးလို့ရပါတယ်ဆော့လို့ရပါတယ်အရင်ကောက်ပါတယ်ဒီဂိမ်းလေးကပြီးတော့ calculator လေးရှိပါတယ် calculator ကိုနှိပ်ပြီးတော့ကဏ္ဍပေါင်းပြပါတယ်မှာ19နဲ့တင်းနဲ့ပေါင်းလိုက်တာ18ရပါတယ်အဲ့ရဒါကွန်ပျူတာသုံးလို့ရတဲ့အကြောင်းစမ်းပြတာဖြစ်ပါတယ်ပြီးနောက်မှာမြင့်နေရှိပါတယ်ပိတ်လက်ဖွင့်လို့ရပါတယ်အရင်ကလှပြီးချိတ်ဆက်ကောင်းတဲ့အိမ်လေးပါနောက်ပြီးကြတော့နောက်ထပ်အခန်းတစ်ခန်းရှိပါသေးတယ်နောက်ထပ်အခန်းတစ်ခန်းကိုလည်းပြမှာဖြစ်ပါရဲ့ရှင်